ဒီကမ္ဘာပေါ်မှာခီးသွားဖို့အချောင်းလန့်ဆုံးနေရာတစ်ခုကိုပြပါဆိုရင်မက္ကဆီကိုနိုင်ငံဒီကျွန်းလေးကိုပြရမှာပါဒီကျွန်းမှာလူတွေမနေထိုင်ပါဘူးရှိနေတာကတော့မျိုးလုံးမရှိခြေထောက်လက်ထောက်တွေပြတ်နေပြီးတစ်ပင်တွေပေါ်မှာတွဲလောင်းကျနေတဲ့အယုတ်ပေါင်းထောင်နဲ့ချီပြီးရှိနေတာပါဘာဖြစ်လို့ဒီကျွန်းမှာအယုတ်တွေလောက်များနေရတာလဲဒီဖြစ်ရလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကစတင်ခဲ့တာပါဒီကျွန်းရဲ့အဆောင်ဖြစ်သူဂျူလီယန်ဟာကျွန်းသားကရေမြောင်းနာမှာမိန်းကလေးတစ်ယောက်ထူးဆန်းစွာရင်းနှီးသိဆုံးနေအောင်တွေ့ခဲ့ရပါတယ်အဲဒီနောက်မှာတော့သူ့ရဲ့ဘဝဟာထာဝရပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီမင်းကလေးဝင်းကြီးဟာသူ့ကိုညာနဲ့ချောင်းလန့်နေတယ်ဆိုပြီးသူယုံကြည်ခဲ့ပါတယ်ဝင်းကြီးရဲ့ချောင်းလန့်မှုကိုကြောင်းရွံ့ခဲ့တဲ့အတွက်ဂျူလီယန်ဟာအမိုက်ပုံးတွေကြီးမောင်းတွေတဲကနေအယုတ်တွေကိုလိုက်လံကောက်ယူခဲ့ပါတယ်ပြီးတော့အဲ့ဒီရုပ်တွေကိုကျွန်းတစ်ကျွန်းလုံးကနေတစ်ပင်တွေမှာချိတ်ဆွဲထားခဲ့ပါတယ်သူဟာဒီကျွန်းတွေကမင်းကလေးရဲ့ဝင်းကြီးကိုနှစ်သိပ်ပေးနိုင်တယ်လို့သူ့ကိုလည်းတခြားမကောင်းဆိုးဝါးရန်ကားတွေကာဝယ်ပေးနိုင်တယ်လို့အခိုင်အမာယုံကြည်ခဲ့လို့ပါဒါပေမဲ့တကယ်ထိတ်လန့်မှုကောင်းတဲ့အချက်ကတော့2000ခုနှစ်ဂျူလီယန်ကိုယ်တိုင်လည်းသူရင်ကမင်းကလေးအလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲယင်းနှစ်သိဆုံးခဲ့ပါတယ်အခုချိန်မှာတော့ဒီကျွန်းဟာရှုပ်လောင်းတွေနဲ့စမိုးရနေရာတစ်ခုလည်းဖြစ်နေပါပြီဒီကျောင်းရကကျွန်တော်တို့ပေးတဲ့သင်ခန်းစာကတော့တခါတလေမှာကျွန်တော်တို့ကြောင်းယုံပြီးဖုံးကွယ်ထားတဲ့အရာတွေကကျွန်တော်တို့ကိုပြန်ပြီးဝါးမြုံနေတယ်ဆိုတာပါပဲသင်ကောဒီကျွန်းမှာတရားတော့အေးရဲရလားတတိရှိရလားကောင်းမှမပြောခဲ့ပေးလို့ရပါတယ်